မိဆာကိုနေနေဖို့အတိတ်ကိုပြန်သွားခဲ့ပေမဲ့တနာပြီးကတင်ပေးမိတာကြောင့်မိဆာရဲ့အချီဦးတယောက်ဖြစ်လာခဲ့တယ်။ဒီဇလန်လေးရဲ့နာမည်ကတော့တေးသက် End of the Moon မှာငယ်စဉ်ကတည်းကဖိနှိပ်နိုင်ခြင်းမှုတွေကိုခံခဲ့ရတဲ့မင်းသားဟာမင်းသမီးတို့တိုင်းပြည်ကိုအခြားတိုင်းပြည်ကတစားကမင်းသားတစ်ပါးအနေနဲ့ရောက်ရှိလာခဲ့ပါတယ်။မင်းသမီးကတော့လူလိုက်ခံမင်းသမီးတစ်ပါးဖြစ်တာကြောင့်ဒီတစားကမင်းသားကိုအမြဲအနိုင်ကျင့်နှိမ့်ဆက်နေခဲ့တာပါ။စိတ်မထင်သလိုကြာဖို့နဲ့ရိုက်နှက်တိုင်းမျိုးလည်းလုပ်တတ်ပါတယ်။လန်ဒန်ထဲမှာရှိတဲ့တခြားသောမင်းသားတွေဟာလည်းဒီတစားကမင်းသားကိုငယ်ကတည်းကအမြဲလိုအနိုင်ကျင့်နေခဲ့ကြတာပါအနာဂတ်မှာအဲ့အနိုင်ကျင့်ခံမင်းသားဟာလူရန်ကြောင်းရတဲ့မိစ္ဆာသူဖြစ်လာပြီးအနိုင်ကျင့်ခဲ့တဲ့မြလူကုန်ကိုတတ်ကားလက်စားချေခဲ့ပါတယ်အဖေနဲ့ဆရာသူကိုတတ်ခံရမှာဆိုတာကြောင့်အတိတ်ကိုပြန်သွားပြီးမိစ္ဆာကိုတတ်ဖို့လုပ်တဲ့အနာဂတ်ကမင်းသမီးဟာအတိတ်မှာတစားကမင်းသားကိုအမြဲနိုင်ကျင့်နေတဲ့လူလိုက်ခံမင်းသမီးရဲ့ကိုယ်ရဲ့ကိုရောက်ရှိသွားခဲ့တာပါအနာဂတ်ကကျင်လာတဲ့မင်းသမီးဟာတစားကမင်းသားကိုတတ်ပြရမှာပဲအမြဲနိုင်ကျင့်ခံနေရတဲ့မင်းသားကိုတနာလာတယ်အဲဒါကြောင့်မင်းသားပေါ်ကောင်းခွင့်မိရာကရုတ်တရက်အမှုချင်းနေပြောင်းလဲသွားတဲ့မင်းသမီးအပေါ်မင်းသားဟာနားမလည်နိုင်ဖြစ်လာခဲ့ပါတယ်။တကယ်ပဲသူ့ပေါ်ဆင်းရဲမှန်တဲ့ကောင်းခွင့်မှန်သိရှိလာတဲ့အခါမှာတော့အဖေးပြေးချင်းမင်းသမီးကိုချစ်မိလာခဲ့ပါတယ်။အနိုင်ကျင့်ခဲ့တဲ့မြလူတိုင်းပေါ်အမျိုးသေးကြီးပြီးပြန်စားချေဖို့အမြဲဆောင်တိုင်းနေခဲ့တဲ့ရက်ဆက်လုံးသူမင်းသားငယ်ဟာမင်းသမီးပေါ်မှာလည်းပိုင်ဆိုင်လို့စိတ်ကြီးမားလာခဲ့တယ်။မင်းသမီးရဲ့အတိတ်ကိုပြောင်းလဲမှုတွေဟာအနာဂတ်ကိုဘယ်လိုမျိုးတက်ရောက်လာမလဲ။မင်းသမီးကလည်းမင်းသားပေါ်ချစ်မိလာတဲ့အခါမင်းသားကိုတားရမယ်သူ့ရဲ့တောင်းကိုဘယ်လိုမျိုးဆက်လုပ်လိုက်မလဲ။အဖေကိုကယ်တင်ဖို့နဲ့အနာဂတ်ကလူတွေရဲ့အသက်ကိုကယ်တင်နိုင်ဖို့အချစ်ကိုရွေးချယ်မလားတာဝန်ကိုပဲရွေးချယ်လိမ့်မလားဒီဇလန်လိုမျိုးလူတိုင်းပေါ်နာကြီးချက်တွေနဲ့ရက်ဆက်ပြီးတော့ကိုယ့်ပေါ်ကောင်းမိခဲ့သူတယောက်ကိုပဲအရင်ချစ်တဲ့ပုံစံမျိုးကကိုယ့်အကြိုက်ဇလန်ပုံစံမျိုးမို့ဒီဇလန်လေးကကိုယ့်အတွက်တော့သဘောကျစရာဇလန်လေးပါငါးဆင်နေကြတဲ့ပိသက်ကြီးလည်းအကြိုက်သူရင်ကြည်နိုင်ကြစေဖို့ဒီဇလန်လေးကိုမျှဝေပေးလိုက်ပါရဲ့နော်ကိုမမှာစကားလေးလေးလည်းမျှဝေပေးထားပါမယ်လာရီယာ channel ကနေပြီးတော့နှုတ်ဆက်လိုက်ပါရဲ့ရှင်အားလုံးပဲတာပါလာရီယာ